じめまして。俺はスライムのリムル。悪いスライムじゃないよ。スライムミデがリムルド、ミリマンド、ベドラロトネジャレ、アディメスケリオ、ティネジャマボ。ဟုတ်ပါတယ်ဒီနေ့မှာတော့ဒီ Ultimate Scale တွေကဘယ်လိုဖြစ်လာတာလဲဘယ်သူကစပြီးဖန်တီးခဲ့တာလဲဆိုတာကိုပြောပြပေးခြင်းပါတယ်အရင်ဆုံး Scale System အကြောင်းကိုနည်းနည်းလေးနားလည်တာဖို့လိုတာပေါ့ဒီ enemy မှာတာမန် Command Scale ကနေ Ultra Uni ဆိုတဲ့ Scale တွေအစစ်စစ်ရှိပါတယ်ဒီအဆင့်တွေအားလုံးရဲ့ထိပ်ဆုံးမှာရှိနေတာကတော့ Ultimate Scale ပဲဖြစ်ပါတယ်ဒီလို Ultimate Scale တခုကိုပိုင်ဆိုင်မှုဆိုတာမဖြစ်နိုင်တယ်လို့ပါပဲအဲ့လို Scale ကိုဘယ်သူကစပြီး create လုပ်ခဲ့တာလို့ထင်လဲဒီစနစ်ကြီးတစ်ခုလုံးကိုဖန်တီးခဲ့တာကတော့ Starking Dragon Vedana ပါပဲဖြစ်ပါတယ် Vedana ပါကကမ္ဘာမှာတက်ရှိတွေရဲ့စွမ်းအားမျှခြေကိုထိန်းကြီးဖို့အတွက် Voice of the Wall လို့ခေါ်တဲ့ကမ္ဘာမြေရဲ့အလိုလျောက်စနစ်ကြီးကို create လုပ်ခဲ့တာပါဒီလို Ultimate Scale အလုံးကို Vedana ပါဖန်တီးခဲ့တာလားဆိုရင်တော့လည်းမဟုတ်ပါဘူးလောကမှာတက်ရှိတယောက်ရဲ့စိတ်ဆန္ဒအသိဉာဏ်နဲ့ evolution ပေါ်မူတည်ပြီး scale တွေဟာဆက်ပြီးပြောင်းလဲနိုင်ပါတယ် unique scale ကနေ ultimate scale အထိ evolution ဖြစ်နိုင်တယ်လို့ ultimate scale အသစ်တွေပါပေါ်လာနိုင်ပါတယ်ဒါကြောင့် Vedana ပါမရှိတော့တဲ့အချိန်မှာတော့ ultimate scale အသစ်တွေဆက်လက်မွေးဖွားလာခဲ့ပါတယ်ဥပမာအနေနဲ့ Rimuru ကိုပဲကြည့်လိုက်အောင်အစပိုင်းမှာ Rimuru က Grade 6လို့ခေါ်တဲ့ ultimate scale ဆိုရင်နောက်ပိုင်း Demon Lord ဖြစ်ပြီး evolution ဖြစ်တဲ့အချိန်မှာတော့Grade 6အဖြစ် Ultimate Scale ကို evolution ဖြစ်သွားတာပါ Ultimate Scale ဆိုတာတစ်ခါဖန်တီးပြီးရပ်သွားတာမျိုးမဟုတ်ပဲအမြဲတမ်း evolution ဖြစ်နေတဲ့ power system လို့လည်းပြောလို့ရပါတယ်ကဲ brother တို့ရော Rimuru ရဲ့ Ultimate Scale ကိုဘယ်လိုတွေဘယ်တစ်ခုအမိုက်ဆုံးလဲလို့ထင်ပါတယ်လဲ comment မှာရေးခဲ့ပေးကြပါဦးဗီဒီယိုလေးကိုသဘောကျရင် like and subscribe လုပ်ဖို့မမေ့ပါနဲ့ဦးเนาะနောက်ဗီဒီယိုမှာပြန်တွေ့ကြတာပေါ့